မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကနေပြီးတော့မိခင်ကျက်မကြီးကသူ့သားသမီးတွေကိုကိုယ်တိုင်ပြုစုပြုထုံရှင်းတဲ့လူတွေကကျက်ပါကြလေးများကိုမိခင်ကျက်မကြီးကိုစားထင်းကြုံပြုစုစမ်းရှာရှင်းတို့ရဲ့ကွာရှာရှဲတွေကိုပြောပြပေးတော့ပါမယ်ပထမဆုံးအနေနဲ့မိခင်ကျက်မကြီးကိုယ်တိုင်ပြုစုပြုထုံရှင်းရဲ့ကောင်းကျိုးများကတော့လောအပ်တဲ့သာရှင်းဖြစ်ပါတယ်ကိုယ်တိုင်လောအပ်ပေးစရာလုံးဝနီးပွားကိုမလိုပါဘူးမိခင်ကျက်မကဂရုစိုက်မှုအလွန်တိုးပါတယ်သူကိုယ်တိုင်ကောင်းကောင်းမွန်မွန်ဂရုစိုက်ပေးပါတယ်မိခင်ကျက်မကြီးကိုယ်တိုင်အုံမပေါက်ဖို့အောင်ဝါပေးတယ်အစားစားတတ်အောင်တင်ကြပေးတယ်မိခင်နာကတတွဲလိုက်နေရှင်းဆဲတာတွေကြောင့်ကျက်ကလေးတွေဟာနွေးနွေးထွေးထွေးနဲ့ကောင်းစွာကြီးထွားလာကြပါတယ်အားနည်းရှက်မြအနေနဲ့ကတော့အရေးအတွက်ကိုမထိန်ရှုံနိုင်တာပါပဲကျက်မကြီးကိုကိုယ်တိုင်ထိန်ချုံခိုင်းတာကကျက်ပအရေးအတွက်ကိုမှန်မှန်ထိန်ရှုံဖို့ခက်ခဲပါတယ်တခါတရံမှာတချို့ကျက်မကြီးတွေကမကောင်းဘူးဗျကျက်ပါချက်လေးတွေကိုကောင်းကောင်းမပြုစုရှင်းတဲ့စွမ်းပြစ်ထားချက်မျိုးတွေလည်းရှိပါတယ်ကျွန်တော်တို့စီမှာဒီဆေးဝါး၅မျိုးကိုမှာယူရရှိနိုင်ပါတယ်စိုက်ဝင်စားတွေဆိုရင်မှာယူရန်လိုက်စာကတော့တီလိုက်ပြိုစိုးကော်မတီအမှတ်နှိုင်းငေါ၌ထ၌မိုးဆွေလဆေးလေးရက်ွက်တောင်းကလာပါမျိုးနေရန်ကုန်မြို့ဖုံးသူများကိုခွန်ငေါငေါကိုရှာရှာရှစ်တေရှာသူများကိုခွန်ရှာငေါလေးနိုင်လေးနှစ်တိတ်ခွန်တို့ဆက်တွေမှာယူနိုင်တယ်လို့တီလိုက်ပြိုစိုးဖေးပေါကားတို့လည်းဆက်တွေမင်းများမှာယူနိုင်ပါတယ်ခင်ဗျာကျက်ပါလေးများကိုကိုယ်တိုင်ဆန်းရှာရှင်းရဲ့အာသာရှဲကတော့အားလုံးကိုကောင်းစွာထိန်းချုပ်နိုင်ခြင်းဖြစ်ပါတယ်အပူရှိန်အာဟာရဓာတ်ဗီတာမင်အစာအဆက်ရှိသည့်တို့ကိုအကုန်လုံးကိုယ်တိုင်ထိန်းချုပ်ပေးနိုင်ပါတယ်ကျက်ကလေးတွေဟာလည်းအရွယ်ဆက်ညီညီညာညာကြီးထွားလာကြပါတယ်ဒီလိုကိုယ်တိုင်မွေးမြူရှင်ကမြန်မာသောအရေးသွေးကိုရရှိသောကြောင့်အရေးသွေးမြန်မာမှုကိုအဓိကထားသောမွေးမြူရေးရှာများအတွက်အမ်တန်သင်လျော်ပါတယ်အားနည်းရှင်များအနေနဲ့ကတော့အရှင်ယူရတဲ့အရှင်ပို့ပေးရတဲ့မိသည့်မိခွဲတွေလည်းလိုအပ်ပြီးအာယုံစိတ်စမ်းကြည့်မှုတွေလည်းအများကြီးလိုအပ်ပါတယ်ရှော့အပြည့်ဆိုရတော့မိခင်ကျက်မကြီးကိုယ်တိုင်ပြုစုရှင်းဟာလောအသက်တာတဲ့သဘောအတိုင်းကောင်းစွာကြီးထွားလာကြတယ်လူကိုယ်တိုင်သွားဖပြီးကိုယ်တိုင်ထင်းချောင်းပြုစုပြုထုံရှင်းဟာကောင်းစွာကြီးထွားတဲ့အရာရာတိုင်းကိုကောင်းစွာထင်းချောင်းနိုင်တယ်ဒါပေမဲ့နီနီကကဂရုစိတ်စမ်းရှာနိုင်ဖို့တော့လိုအပ်ပါတယ်ကျွန်တော်အမြင်ရပြောရရင်တော့ဘယ်သူမဆိုအရေးသွေးကိုအသားပေးပြီးရောင်းဖို့အတွက်ရှာလုံးမယ်ဆိုရင်ကိုယ်တိုင်စမ်းရှာရှင်းကအကောင်းဆုံးအသာရှေ့ကိုရရှိနိုင်ပါတယ်ခင်ဗျာအရေးသွေးကိုအဓိကထားပြီးရောင်းရှာရန်အတွက်ကျက်ပါများကိုမွေးမြူသောရှန်သမားများအတွက်ဆိုရင်ကိုယ်တိုင်ထင်းချောင်းပြုစုရှင်ကမြောထောက်လောက်နိုင်တယ်လို့မြန်မာသောအရေးသွေးကိုလည်းရရှိစေတဲ့အတွက်အကျိုးအများဆုံးရရှိစေပါတယ်